တရဘူးနှစ်ဆုရှင်ဖြစ်ပြီးမြနိုင်ငံကိုတိတ်ခါမချပါနဲ့လို့အပြောခံနေရတဲ့အလားမယ်လွင်နေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အလားမောင်လည်းဖြစ်ခြင်းအလားမယ်လည်းဖြစ်ခြင်းနဲ့လွင်နေဟာနိုင်ငံခြားမှာတွားရောက်ရှင်ပြိုင်ပြီးတရဘူးကြီးကိုစုခုရရှိလာခဲ့ပါပြီမနေ့ကကျင်းပခဲ့တဲ့မစ္စတာပြိုင်ပွဲမှာလည်းစုရရှိခဲ့ပိုတဲ့အပြင်2026ခုနှစ်မှာတော့ Miss Queen Elite Global International 2026ဆိုတဲ့အလားမယ်တရဘူးကိုပါစပင်အတူကြီးဆော့ကထပ်မံစုခုလိုက်တာပါနိုင်ငံကိုစားပြုအစင်မြန်မာတွေအလားမဲဆိုပြီးကိုအမွန်တင်မိမဲ့တကယ်လက်တွေ့မှာတော့ဘယ်သူမှဂုံမပြုတ်ချီကျူးပေးခြင်းမရှိတဲ့အပြင်ဝါရင်အမှုပညာရှင်ကြီးတွေကပါနောက်လုံးဝမပြိုင်ပါနဲ့တော့ဆိုပြီးပြောတဲ့အထိတားမြစ်ခံနေရတာလည်းဖြစ်ပါတယ်။လွင်နှင်းကဘယ်သူမှမပြိုင်တဲ့ပြိုင်ပွဲကိုသွားပြိုင်ပြီးနှစ်ဆင်စုတွေကိုစုခုနေတဲ့သူဖြစ်ပါတယ်။နိုင်ငံတကာကအလားမဲရီအလားမောင်နေနဲ့သူရှင်ကိုရှင်ရှင်းပြိုင်တာမဟုတ်ပဲတယောက်တည်းပြိုင်ပြီးတယောက်တည်းစုတွေရရှိလာခဲ့တာပါ။လွင်နှင်းသွားရောက်ရှင်ပြိုင်ခဲ့တဲ့ပွဲဟာပွဲကြီးဒေါ်လာပေးသွင်းရုံနဲ့သွားရောက်ပြိုင်ပွဲဝင်လို့ရတဲ့ပွဲဖြစ်ပါတယ်။ဘသူပြိုင်ကိုကြိုက်တဲ့ခေါင်းစဉ်နဲ့ဆူရတဲ့ပွဲဖြစ်တာကြောင့်လွင်နှင်းကအလောက်မဲ့တယောက်လိုအချိုးစားမရှိပေမဲ့လည်းဆူရရှိသွားခဲ့ပါတယ်။အမေးအဖြေတွေလည်းတေချာဖြည့်စရာမလိုပဲသွားပြိုင်လိုက်ရုံနဲ့တင်စုတွေကတန်းစီပြီးရလာပါတယ်။လွင်နှင်းရဲ့အခုလိုဘသူမှမသိတဲ့ပွဲအတူကြီးကိုသွားပြိုင်ပြီးနောက်မှာပန်းအနုပညာရှင်မမီကျော်ကိုရိုင်းကပါစိတ်ပြက်ပြီးထွက်ပြောလာခဲ့ပါတယ်။မမီကျော်ကလွင်နှင်းကိုကျေးဇူးတင်ပါတယ်မပြိုင်ပါနဲ့လို့တောင်းပန်ပါတယ်တောင်းပန်လို့မရရင်ငါမင်းမရှာဘွားကနေစွန့်ခွာလိုက်ခြင်းနဲ့မြန်မာဆိုတဲ့နာမည်ကြီးနဲ့မြန်မာဆက်လွဲကိုလဲပြီးနိုင်ငံခြားမှာသွားလုံးနေတာတိုင်းပြည်တိတ်ခါကိုချနေတယ်လို့ပါပဲဆိုပြီးတော့ပြောလာခဲ့ပါပြီနိုင်ငံကိုစားပြုဆက်လွဲကိုလွဲပြီးတိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုညှိုးနှွမ်းအောင်လှုံ့ဆော်နေလို့နောက်လုံးဝသွားမပြိုင်ပါနဲ့ဆိုပြီး LGBT အတိုင်းဝိုင်းကိုစားပြောနေရပါတယ်လွင်နှင်းကငွေကြေးတက်နိုင်တာကြောင့်အလားမဲ့အဖြစ်နိုင်ငံခြားအထိသွားရောက်ပြီးစုရရရှိအောင်စ조사ခဲ့တာဖြစ်ပြီးမဲ့လည်းသူအစားရှမ်းနေကြပါတယ်။လွင်နှင်းကတော့လွယ်လွယ်နဲ့လက်မလျှော့ပဲဒီပွဲတွေကသူ့အတွက်အတွေ့အကြုံယူတဲ့ပွဲတွေဖြစ်တာကြောင့်ကမ္ဘာအဆင့်မီပွဲတွေကိုသွားပြိုင်ဖို့စိတ်ကူးထားပါတယ်။မြန်မာဇလဲကိုလွယ်ပြီးသွားပြိုင်နေတဲ့လွင်နှင်းအပေါ်ဘယ်လိုမြင်မိလဲဆိုတာကောင်းမမှာပြောပြပေးခဲ့ကြပါအောင်ရှင်။